Hello ဒီနေ့တော့ကစုံရတော့ရအောင်နော် Facebook ထဲမှာမြင်တယ်လို့မျိုးနော်ဒါစီနဲ့ထည့်မယ်စားထည့်မယ်ဒီနွေးပပစုထဲမှာခုနရေစေးထားတဲ့ကောင်းကောင်းလေးစေးထားတဲ့ကစုံရတွေထည့်ပြုတ်မယ်ခဏလေးထည့်ပြုတ်မယ်နော်ကစုံရတွေကိုရေစစ်ချမယ်ဒီအေးနဲ့စကားထဲမှာရေစစ်မယ်နော်ဒီလိုမျိုးကစုံရတော့ဖို့အတွက်စက်သွန်ဖြူတောက်ဆင်းမယ်ငရုတ်သီးရယ်ငရုတ်သီးမုံရယ်အယောင်တင်ထဲမယ်စီစူရာနဲ့စီလေးလောင်းထည့်ပေးမယ်နော်ပဲငံပြာရည်ထည့်မယ်ခရုစီထည့်မယ်ရှလကာထည့်မယ်အဲ့ဒါကိုလောင်းထည့်ပါမယ်ကဲဒီတစ်ခါတော့အရသာရှိတဲ့ကစုံရွက်တုပ်လေးပြီးသွားပါပြီเนาะကျမတို့အမြဲတမ်းစားနေကြတော့ကစုံရွက်ကြော်ပါအခုကတော့ဒါအတုပ်လေးဖြစ်ပါတယ်အရသာတုပ်ကတော့ကုံစိတ်ကြိုက်အငန်းအချုံမုံစက်သားမုံတွေကခုတ်ပါတော့ကိုထည့်လို့ရပါတယ်ဒီမှာပါလာစားကြပါဦး